မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေအခြေခံပကြီးပညာအပိုင်း၈ကိုဆက်လက်တင်ပြလိုက်ပါတယ်ပကြီးဆရာကြီးဦးတောင်းဟန်ရဲ့ပို့ချချက်ပဲဖြစ်ပါတယ်ဆရာကြီးဦးတောင်းဟန်ကိုလည်းတန်မိုးထားလေးစားပါကြောင်းအတိမတ်ပြုဖော်ပြအပ်ပါတယ်လေးမျက်စိမြင်တမ်း eye level line ပုံတစ်ပုံမှာမျက်စိမြင်တမ်းဟာတစ်ခုပဲရှိတယ်မျက်စိမြင်တမ်းဆိုတာဟာရှေ့မှာအထင်ရှားရှိတာမဟုတ်ဘူးကိုယ်မျက်စိတဲတဲ့တံတန်းထဲမှာရှိတဲ့မြင်းလဲကိုမျက်စိမြင်တမ်းလို့စိတ်နဲ့မှတ်ထားပါပထမလူတစ်ယောက်ကမတ်တရက်နေတယ်ဒုတိယလူကကလထိုင်ပေါ်မှာထိုင်နေတယ်အဲ့ဒီလူနှစ်ယောက်ရဲ့မျက်စိမြင်တမ်းနှစ်ခုဟာမတ်တရက်တဲ့လူကမြင်ပြီးကလထိုင်ပေါ်ကလူရဲ့မျက်စိမြင်တမ်းကနှိမ်သွားတယ်ဒီလိုပဲတတိယလူကကျမ်းပြင်မှာထိုင်နေမယ်ဆိုရင်တတိယလူရဲ့မျက်စိမြင်တမ်းဟာအနှိမ်ဆုံးဖြစ်သွားတယ်ကိုမျက်စိနဲ့တဲ့တဲ့မြင်လဲကိုမျက်စိမြင်တမ်းလို့မှတ်ထားပါဒါကြောင့်ဘယ်လိုပစ္စည်းတွေပဲဆွဲဆွဲဘယ်လိုပုံစံတွေပဲဆွဲဆွဲကိုဆွဲတဲ့ဝတ္ထုပစ္စည်းဟာမျက်စိမြင်တမ်းရဲ့အောက်မှာရှိသလားမျက်စိမြင်တမ်းအပေါ်မှာရှိသလားဆိုတာကိုခွဲခြားသိရပါမယ်ခုတော့ဒီလောက်ပါပဲအားလုံးပဲရှင်းလင်းချမ်းမြေ့ကြပါစေ